ကျမတို့အခုကျဲသီးတက်မယ်နော်ကျဲသီးတက်တဲ့ခါကျတော့ဒီရှာခံများပေါ်မှာတက်မယ်တက်ရင်ကျမတို့ကအရင်ဦးဆုံးကျဲသီးဘယ်လောက်တက်မလဲဆိုတာကိုဒီအပြားအရှည်နဲ့ကျမတို့တိုင်းမယ်ဒါမှမဟုတ်ကျမတို့ပတ်တန်မှာခြံခဲ့တဲ့အတိုင်းတာကိုသိရမယ်ပတ်တန်မှာကျမတို့ကဒီကနေဒီကို15လက်မှအရှည်ယူထားတယ်နော်ထားသောထားလာအင်ကြီးတွေမှာပုံမှန်အားဖြင့်ဆိုရင်ကျဲသီးတက်တာ2လက်မှ4စိတ်နော်2လက်မခွဲဒီအထိကအသင့်တော်ဆုံးပဲနော်2လက်မှနဲ့2လက်မှ4စိတ်ကြားထဲမှာပဲထားမယ်2လက်မှထက်နည်းသွားလို့ရှိရင်လည်းကျဲသီးကအရန်စိတ်ပြီးတော့အဆင်မပြေဘူး2လက်မှခွဲထက်များသွားရင်လည်းသူကကျဲသီးရဲ့တက်တဲ့ဟာတအားကျဲသွားပြီးတော့ရင်ဟာစီဖြစ်နေမယ်နော်ရင်ဘတ်တွေဟာစီဖြစ်ပြီးတော့အတွင်းသားတွေပေါ်နေနိုင်တယ်ကျမတို့ဒီအခန်းများဒီကနေဒီကိုပြန်တိုင်းမယ်ဒီမှာ15လက်မှာပါကျမတို့ဒီပတ်တန်မှာခြံခဲ့တာလေဒီကနေဒီကို15လက်မှာခြံခဲ့တယ်เนาะအဲ့တော့ပတ်တန်မှာတစ်ခါတည်းမှတ်ခဲ့လို့လည်းရတယ်အင်းကြီးချုပ်ပြီးတော့မှမှတ်လည်းရတယ်เนาะအခုဒါဆိုရင်ကျမတို့ကဒီမှာကျယ်သီးတစ်လုံးနဲ့တစ်လုံးကို2လက်မှာကိုတက်မယ်လို့သတ်မှတ်မယ်เนาะအဲ့တော့ဒီအရှည်15လက်မှာကို1.5နဲ့စားမယ်เนาะ15အစား2.5အဲ့တော့6လုံးရပါတယ်ဒီမှာ6လုံးရရင်လေဒီမှာ9လုံးဖြစ်တယ်เนาะဒါတစ်လုံးပို့သွားတဲ့သဘောเนาะအဲ့ဒါကိုကျမတို့သိရမယ်အဲ့တော့ဒီအစအနေစဒီအစအနေเนาะဒီအစဒါနဲ့ကျမတို့ချုပ်ထားတဲ့ဒီနေရာเนาะဒီနေရာမှာတက်ရမှာအဲ့တော့ဒီအမှတ်ကနေစမယ်ဒီမှာဒါเนาะဒီအမှတ်ကနေစပြီးကျမတို့ဒီအောက်ကိုဒီအမှတ်ကနေဒီအောက်ကို2လက်မှာခွဲဆင်းမယ်เนาะဒီမှာပါပြီးရင်ဒီကနေပြီးတော့ဒီအောက်ကို2လက်မှာခွဲထပ်မှတ်မယ်เนาะဒီနေရာပါပြီးဒီအောက်ကနေဒီကို2လက်မှာခွဲမှတ်မယ်အဲ့တော့ဒီမှာ1 2 3 4 5 6ခွန်ကျမပြောသလိုဒီမှာ15ကို2လက်မခွဲနဲ့စားတာ6ရပြီမယ်ဒီမှာ9လုံးထွက်မယ်เนาะအဲ့တော့ကျမတို့ဒီပေါ်မှာအညီအတိလေးပြန်တင်အဲမင်းမှာအညီဖြစ်ရမယ်เนาะကျမတို့ဒီအနေအမြင့်နေဖြစ်သွားရင်ဝတ်တဲ့အခါကျရင်ဒီလေဘင်းပုံစံမညီဖြစ်မယ်เนาะအဲ့တော့ဒီမှာကျမတို့အညီအတိလေးပြန်တင်မယ်တင်ပြီးရင်လေဒီမှာမှတ်ထားတဲ့အမှတ်เนาะဒီမှာမှတ်ထားတဲ့ဒီအမှတ်ကိုဒီပေါ်ကိုဓာတ်ရိုက်ပြန်ကူးမယ်ဒီလိုလေးပြန်ကူးလိုက်ပြီးရင်ဒီမှာအမှတ်เนาะဒီအမှတ်ကိုဒီအစွန်းကိုပြန်ကူးလိုက်ဒီအစွန်းเนาะဒီအစွန်းအောက်ကပြီးရင်အောက်ကဒီအမှတ်ဒီနေရာကိုဒီပေါ်ကိုပြန်ကူးဒါဆိုရင်ကျမတို့ကဒီမှာလဲကျဲသီးတက်ဖို့နေရာချပြီးပြီဒီအောက်မှာလဲကျဲသီးတက်ဖို့နေရာချပြီးပြီကျဲသီးတက်မယ်เนาะဒီရှာခံများပေါ်မှာလေဒီကျဲသီးအမကိုတက်မယ်เนาะရှာခံများပေါ်မှာကျဲသီးအမကိုတက်မယ်ဒီအပေါ်เนาะဒီအပေါ်ချမ်းမှာဒီအဖို့တက်မယ်ဒီအစွန်းလေးမှာပဲတက်ရမှာเนาะဒီအတွင်းထဲကိုဝင်တက်လို့မရဘူးအတွင်းထဲကိုဝင်တက်လာရင်ကျမတို့တိုင်းထားတယ်ကိုယ်တဲ့အတိုင်းဒါရော့သွားနိုင်တယ်เนาะအဲ့တော့ကျမတို့ကဒါသူ့ရဲ့ကိုယ်တဲ့ပတ်တန်အမှန်เนาะဒီနေရာမှာကျမတို့တက်မယ်အဲ့တော့ဒီလိုတက်အဲ့တော့တက်ရင်လေကျမတို့ကဘယ်လိုချိန်လဲဆိုရင်ပထမဆုံးအပေါ်ဆုံးအလုံးတစ်လုံးကိုတက်မယ်เนาะစုံတက်ပြီးတော့ကျယ်သီးကိုဖိထားမယ်เนาะကျယ်သီးနှိပ်လိုက်မယ်ပြီးရင်ဒီအောက်ဆုံးမှာဒီအောက်နေရာကိုညှိမယ်ညှိပြီးရင်သူ့ဒီအပေါ်အောက်ကိုကျမတို့တက်မယ်ဖိထားမယ်เนาะအဲ့တော့ဒါဆိုလို့ရှိရင်ကျမတို့ကကျယ်သီးတက်ထားတဲ့ဒီအကွာဝေးအရှည်ကသူကညီသွားပြီဆိုတော့မှကျမတို့အတွင်းထဲမှာအလဲတစ်လုံးကိုညှိပြီးတော့တက်မယ်အဲ့လိုတက်ခြင်းအပြင်ကျမတို့ကဒီအလဲမှာเนาะပ
ပိုလာလိုလာမဲ့အစတွေကိုတခါတည်းညှိပြီးသားဖြစ်မယ်နော်အဲ့တော့ပထမဆုံးအပေါ်အလုံးတက်မယ်ပြီးရင်အောက်အလုံးတက်မယ်နော်ဇုံတက်မှာနော်တက်ပြီးတော့ကျမတို့ကျယ်သီးကိုနှိပ်စီကျယ်သီးကိုနှိပ်ထားလိုက်မယ်နော်နှိပ်ပြီးတော့မှပြီးတော့အလဲတစ်လုံးကိုတက်မယ်နော်တက်ပြီးတော့နှိပ်မယ်ဒီအလဲအောက်ဒီကြားထဲတွေမှာအပိုအလိုတွေကိုညှိမယ်နော်လက်ကလေးနဲ့ပိတ်စဒီဖြစ်နေတဲ့အယုံရွဲတွေကိုကျမတို့ညှိမယ်အလဲတက်မယ်ပြီးတော့မှဒီကြားတွေကိုချိန်ပြီးတော့တက်သွားနော်ကျမတို့ချိန်တဲ့အခါကျရင်ဒီကိုယ်တွေတွဲသလိုပဲဒီနှစ်ခုအလဲရပြီဆိုရင်ဒီကြားနောက်ဒီကြားနဲ့ဒီကြားမှာချိန်မယ်ဒီကြားနဲ့ဒီကြားမှာချိန်မယ်ကျယ်သီးနှိပ်စီတွေတက်ပြီးတော့ချိန်မယ်နော်အခုကျမပထမဦးဆုံးကျယ်သီးတစ်လုံးတက်ပြမယ်နော်အပေါ်ဆုံးတစ်လုံးကိုတက်ပြမယ်